ဆိုင်နဲ့ဦးလန်းကြောင်းမတန့်ဘူးဆိုလို့ရှိရင်ကိုကြီးတို့ဘာတွေဖြစ်နိုင်လဲပေါ့နော်ဘာတွေဖြစ်နိုင်ဆိုလို့ရှိရင်ကိုကြီးဥပမာလေးတစ်ခုနဲ့ပြောပြပေးသွားမယ်ပေါ့နော်ခုနကလည်းကိုကြီးဒါဗီဒီယိုတစ်ပုတ်တင်ပြီးသွားပြီဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒါကိုကြီးအခန်းပေးကြရမှာရှိတဲ့ဘေစင်ပေါ့လူအများသုံးတဲ့ဘေစင်တစ်ခုကဒီနေ့ဘာဖြစ်လဲဆိုတော့ပိတ်သွားတယ်ဆိုတော့ဘာတွေနဲ့ပိတ်သွားတာလဲဘယ်လိုတောင်လှုပ်လိုက်ရလဲပေါ့နော်ဘယ်လိုအောင်ဘာတွေနဲ့ပိတ်သွားတာလဲဆိုလို့ရှိရင်တော့ဒါတေချာတယ်ကိုကြီးတို့နေစဉ်စားနေတဲ့ဒီအစားစားတွေအစားကျွန်းစားကြံနော်ဒါဥမာဟင်းနေဆိုလည်းဟင်းထဲမှာပါတဲ့အစီတွေပါမယ်ဟင်းထဲမှာပါတဲ့အချို့မအကုန်စုံပေါ့နော်ထမင်းလုံးဟင်းဘက်နော်ဒါအစိမ်းရောင်ဘက်အကုန်စုံပေါ့အဲ့ဒီစင်းနဲ့တဖြည်းဖြည်းနဲ့ပါသွားတာပါအချိန်မှာအများဆုံးတော့ထမင်းလုံးပေါ့နော်ထမင်းလုံးကနေမှဒါတဖြည်းဖြည်းနဲ့ဒါဒီပိုက်ကနိုင်ရန်နော်တလက်မခွဲရှိတဲ့ပိုက်ကိုတောင်မဲနဲ့ပိတ်စီရဆိုတော့စဉ်းစားကြည့်ပေါ့နော်ဘယ်တော့တောင်ဆိုးနေလိုက်မလဲနော်အဲ့လိုချိန်မှာညီတို့ကဘာလို့ပိုက်ကိုတော်တော်နဲ့လုပ်လို့မရဘူးနော်လက်နဲ့တော့နှိုက်လို့မရဘူးပေါ့နော်ဒီပိုက်ထုတ်ကိုလက်နဲ့လည်းစက်အောင်နှိုက်လို့မရဘူးရေနဲ့ကိုတော်တော်လေးထိုးချမှာအစ်စ်နေမှာတခုခုနဲ့ကွာသူ့ကိုဒါခြေဖြတ်လို့ရမယ်ဟာလေတခုခုနဲ့လုံးမရမယ်ဆိုတော့ကိုကြီးတို့ရေနဲ့ထိုးပြီးတော့ပိုက်ခောက်ဂျိုးတွေကကြာအောင်နော်ပေါ်လီဖောက်ဖတ်ပြီးတော့လှုပ်ရတယ်အဲ့ဒါတော်တော်လေးလှုပ်လိုက်ရတယ်ကွာလှုပ်လိုက်ရတော့ဘာဖြစ်လဲဆိုတော့ထွက်လာတယ်ရေရောလောင်းထွက်လိုက်တော့ဘာထွက်လဲဆိုတော့ထမင်းဘက်ဟင်းဘက်တွေနော်အစီတွေခဲနေဒီလိုဆောင်းရသည်မျိုးဆိုတော့ပို့ပြီးတော့ခဲပြီပေါ့နော်အဲ့လိုမျိုးပိတ်နေတာကိုကိုကြီးတို့ကစေးကြောဒီချာလေးတန့်စင်စေးကြောလိုက်မှသာလေရင်တရားတွေကရှော့တယ်ဝင်သွားပြီးတော့ဘာဖြစ်လဲပေတင်က3လို့ခုဆိုရသွားပြီပေါ့နော်ဒါအကြောင်းမို့ဘာပြောချင်တာလဲဆိုတော့ကိုကြီးဒီဗီဒီယိုမှာဘာဖြစ်လဲဆိုတော့ကိုကြီးတို့ဒီအဆိုင်နဲ့ဦးလန်းကြောင်းမှာလဲဒီပိုက်လိုပဲနော်ကိုကြီးတို့ကနေ့စဉ်စားတယ်နေ့စဉ်ဒါစားနေကြတယ်ဒီအဆိုင်နဲ့ဦးလန်းကြောင်းကိုတန်ရှင်းရေးလုတ်ဖို့ပေါ့နော်တတိယကြလားပေါ့နော်ဥတန်ရှင်းရေးကိုလုတ်ဖြစ်ကြလားနော်ကိုကြီးအဲ့လေးကိုကိုကြီးပြမဲ့ပေးချင်တာပေါ့နော်အဲ့လေးကိုကိုကြီးသိအောင်လို့ပေးချင်တာအဲ့ကြောင့်ကိုကြီးတို့ကနေ့စဉ်စားနေကြတယ်တော့ပေမဲ့ဥတန်ရှင်းရမလုတ်ဘူးဆိုလို့ရှိရင်တော့အခုကိုကြီးပြောခဲ့တဲ့ပိုက်ခေါင်းကြီးတစ်ခုလိုပဲဖြစ်နေလိမ့်မယ်နော်စားခြင်းစားကြံမကောင်းတဲ့အစိတ်တောက်အညစ်အကြေးမစွန်ဂျိုးတွေကဦးနေရာမှာကက်ပြီးတဖြည်းနဲ့ပိတ်သွားမှာစိုးတယ်အဲ့လိုလို့ရှိရင်ဝမ်းလည်းသွားမရတော့ဘူးဒါအညစ်အကြေးကြီးလည်းစွန့်ထုတ်လို့မရတော့ဘူးအဲ့လိုတွေဖြစ်လာမယ်ဒီကနောက်ကြမှာဖြစ်လေဦးတွေပါဖြတ်ပြီးတော့ကိုကြီးတို့ကဒါကုသမှရတော့မယ့်အခြေအနေကိုရောက်လာလိမ့်မယ်နော်အဲ့လိုမျိုးမဖြစ်အောင်ကိုကြီးတို့အခုလိုပဲကိုကြီးတို့ဒါရေပိုင်းနဲ့ဆွေးကြောသလိုနော်ဥမာဒါရေဒီလက်နဲ့နှိုက်လက်နဲ့ပြောလို့ပဲပိုက်ထဲကိုလည်းနှိုက်မရလို့ဦးထဲမှာလည်းသွားပြီးတော့လက်နဲ့သွားနှိုက်ပြီးတော့တန်ရှင်ရော့ကလေးလေးဆိုလှုပ်လို့မရဘူးပေါ့နော်အကြောင်းမို့ကိုကြီးတို့ကတခုခုလေးဒါလုံးမရမယ်ပေါ့နော်ပြဿနာကိုဖြည့်ရင်းကိုကြီးကတော့ဒါဒီလိုမျိုးဖြည့်ရင်းနေတဲ့အခြေဆိုလို့ရှိရင်တော့ဒီလိုဒါပေါ့နော် fiber လေးတွေပေါ့နော် fiber လေးတွေတောက်ပြီးလို့ရတယ်အဲ့လိုဆိုရင်တော့ဒါတော့တောက်လို့ရှိရင်ဒီဝမ်းမှန်ပြီးတော့အညစ်အကြေးစေတော့တွေပါသွားပြီးတော့တန်ရှင်းရေးလုပ်ပြီးတော့ခြေလမ်းကြောင်းကစီးသွားမှာအဲ့လိုမျိုးလေးကိုညက်တာ